အားလုံးမင်္ဂလာပါကင်ဖိုင်လက်မှပြန်လည်ကြိုဆိုပါရစေ။လာမယ့်2026ထဲမှာဂျော်ရှူအာပိုင်ရဲ့ချန်ပီယံကပတ်ကိုလူဝင်ရမယ်။ပြန်ရဖိုက်တာကဘယ်ဖိုက်တာဖြစ်နိုင်လဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့ဂျော်ရှူအာပိုင်ရဲ့ချန်ပီယံကပတ်ကိုလူဝင်ရမယ်ဖိုက်တာကလောလောလတ်ရှုံးထားတဲ့ဘရာဇီးဖိုက်တာပန်နိုဂျာဖြစ်ပါတယ်။သူကပထမဦးစားပေးလူဝင်ရှိတဲ့ဖိုက်တာတစ်ယောက်ပါ။ဒါပေမဲ့ဒဏ်ရာပြဿနာကြောင့်ဘယ်လောက်ကြာနိုင်မလဲဆိုတာကတော့မသိနိုင်သေးပါဘူး။ပန်နိုဂျာဘက်ကတော့တခြားဖိုက်တာတွေနဲ့ပေးမတွေ့ပဲသူနဲ့ပဲရမတ်ပြန်တဲစီခြင်းနေပါတယ်သူရဲ့ဘဘလက်တန်ရာကကျိုးသွားတာမျိုးမဟုတ်ပဲစစ်လွဲသွားရုံပဲဖြစ်တာကြောင့်နောက်ထပ်ဖိုက်တာတွေနဲ့ပွဲမတဲဘူး UFC ဘက်ကိုရောကတ်လုပ်ထားပါတယ်ဆရာဝန်ရဲ့ decision ရရင် UFC ဘက်ကိုပြန်ပြောမယ်လို့လည်းရောကတ်လုပ်ထားပါတယ်ပြောချင်တာကဆရာဝန်ကတလား2လ3လလောက်ပဲနားရမယ်ဆိုရင်သူကဂျော်ရှူအာဘတ်နဲ့ပြန်ပြီးထိုးမယ်ဒါမှမဟုတ်ဆရာဝန်ကလာတော့ကြာနားအောင်မယ်ဆိုရင်တော့ဂျားထဲမှာတခြားဖိုက်တာနဲ့တဲကျင်တယ်ဆိုပြီးတော့ပုံစံမျိုးနဲ့ UFC ဘက်ကိုရောကတ်လုပ်ထားပါတယ်ပန်နိုဂျာကဂျော်ရှူအာဘတ်နဲ့မကြေပွဲပြန်ထိုးကျင်နေပုံရပါတယ်ဒါကြောင့်လဲဒိုင်ယာတစ်ဖက်နဲ့လက်ကျင်ကမပြတ်လုံနေပါတယ်သူကတော့ပထမဦးစားပေးဖြစ်ပါတယ်ပွဲမဖြစ်ဖို့ဆိုတာကသူ့ပုံမှာလဲမူတည်ပါတယ်ဒေနာဝတ်စနာကတော့ပန်နိုဂျာစာနောက်ထပ်ဖိုက်တာတယောက်နဲ့ပွဲတည်ပေးနေနေတာပါဂျော်ရှူအာဘတ်ရဲ့နောက်ထပ်အလားလာရှိတဲ့ဖိုက်တာတယောက်ကတော့ဂျပန်ဖိုက်တာထဆူရိုတိုင်နာဖြစ်ပါတယ်ထဆူရိုတိုင်နာက ranking number 3ရှိပြီးချန်ပီယံလုခွင့်ရှိနိုင်တဲ့လက်ရည်မျိုးလည်းရှိပါတယ်ဒေနာဝိုင်းကလည်းဒီဖိုက်တာနှစ်ယောက်ကိုပွဲတက်ပေးခြင်းနေတာပါဂျပန်မှာလည်း UFC ပွဲတွေကျင်းပဖို့စီစဉ်ထားပါတယ်အာရှကိုပြန်ပြီးထိုးပေါက်ချင်နေတာပါဒါပေမဲ့အဲ့စီစဉ်တွေကမန်နက်ကီနဲ့ဘရန်ဒန်ရိုင်ဘယ်တို့မထိုးခင်ထိဖြစ်နိုင်ပါတယ်မန်နက်ကီကဘရန်ဒန်ရိုင်ဘယ်ကိုပထမအချိန်မှာ TKO နဲ့အနိုင်ရပြီးဂျော်ရှူအာဘတ်ကိုအတော်လေးလေတိုက်ပြီးစိန်ခေါ်ထားပါတယ်ဂျော်ရှူအာဘတ်ကလည်းထိုးချင်တယ်လို့ပြန်ပြောထားပါတယ်ဒေနာဝတ်အမြင်ကဂျပန်ဖိုက်တာထဆူရိုတိုင်ယာတဲ့ဆိုင်မန်နက်ကီနဲ့ဆိုပြိတက်စိတ်ဝင်စားမှုပိုရနိုင်တယ်လို့ထင်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ striking ကောင်းတဲ့ဖိုက်တာနှစ်ယောက်တွေ့တာကြောင့်ရယ်နောက်တစ်ချက်ကဒီဖိုက်တာနှစ်ယောက်ကလည်းအပြန်အလှန်ကြမ်းကြမ်းတမ်းတမ်းလေတိုက်အောင်ပါ။အဲ့ဒီချက်တွေကြောင့်လူစိတ်ဝင်စားမှုလည်းပိုများနိုင်ပါတယ်။ဒေနာဝိုက်ကလည်းအဲ့ဒီချက်ကိုကောင်းကောင်းသိပါတယ်။ဒါကြောင့်မို့မန်နက်ကီနဲ့ပွဲတည်ပေးဖို့လည်းဖြစ်နိုင်ပါတယ်။ဒေနာဝိုက်ကပန်နိုဂျာကိုနားချပြီးမန်နက်ကီနဲ့ဂျော်ရှူအာဘတ်တို့ကိုပွဲတည်ပေးနိုင်မလားဆိုတာကတော့အဆောင်ကြည့်ရမှာပါပန်နိုဂျာနဲ့ဂျော်ရှူအာဘတ်တို့ရီမက်ပြန်လို့ရင်ပရိသတ်စိတ်ဝင်စားမှုရောက်နိုင်ပါတယ်နောက်ပြီးရှေ့တစ်ခါလို့နောက်ထပ်ပုံစံနဲ့ထပ်လွှဲရင်ပရိသတ်ဝေဖန်မှုတွေလည်းရှိလာနိုင်ပါတယ်ဒါကြောင့်မို့ဒေနာဝိုက်ကပန်နိုဂျာကိုနားချနိုင်မလားဆိုတာကတော့ကျွန်တော်တို့ပရိသတ်တွေစောင့်ကြည့်ရမှာပါမကြခင်မှာဂျော်ရှူအာဘတ်ရဲ့ပြိုင်ပွဲဖိုက်တာဘယ်ဖိုက်တာဖြစ်မလဲဆိုတာကတော့ဖြေသိရတော့မှာပါကျွန်တော်ကတော့ပေါ်တူဂီဖိုက်တာမန်နက်ကီနဲ့ပွဲဖြစ်ဖို့လားလာရှိနိုင်တယ်လို့ထင်မြင်မိပါတယ်ကျွန်တော်ရဲ့ထင်မြင်ရေးစားချက်ကလေးအမှားပါခဲ့ရင်လည်းတောင်းပန်ပါတယ်ကြိုင်းနေတဲ့ဆိုရင်လည်း like and subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်